နေဝင်ရီရောအချိန်မှာကိုထွန်းတယောက်နေဆက်ကနေအိမ်ပြန်လမ်းဟောင်းတစ်ခုပေါ်ရောက်နေခဲ့တယ်။ရှေ့မှာမြင်နေရတဲ့ရွာဝင်ညောင်ဝင်ကြီးကလက်နှစ်ခတ်ကိုစန့်တန်းထားတဲ့ဘလူးကြီးတစ်ကောင်လိုမှောင်ရိပ်ထဲမှာမဲမောင်နေတယ်။ထူကြတာကအဲ့ဒီရွာအဝင်ဆိုင်ဖို့ဟောင်းလီနာမှာအမျိုးသမီးတယောက်ကြောပေးပြီးထိုင်နေတာပဲ။အမဒါပေးရွာလေဗျလို့ကိုထွန်းကဆိုင်ကယ်ခဏရပ်ပြီးမေးလိုက်တယ်။အမျိုးသမီးကပြန်မဖြေဘူး။ဒါပေမဲ့သူမရဲ့လက်ညှိုးကရွာတဲကိုညွန့်ပြနေတယ်။ကိုထွန်းရွာထဲဝင်လာတော့ရွာကတိတ်စီလိုနေတယ်။အိမ်တိုင်းရဲ့ရှေ့မှာစီမီကွက်လေးတွေထုံးထားပေမဲ့လူရိတ်လူကြီးလုံးဝမတွေ့ရဘူး။လေတိုးတန်ကလွယ်လို့ဘာအတန်မှမရှိတဲ့ဒီရွာဟာသူ့တန်တစ်ခုလိုအေးဆန်နေလေ။လမ်းဆောင်ရောက်မှခုနကအမျိုးသမီးကိုထစ်တွေ့ရပြန်တယ်။ထူးဆန်းတာကသူမဟာကိုထုံးရဲ့ဆိုင်ကယ်ထက်အရင်လမ်းဆောင်ကိုဘလို့ရောက်နေလာလေ။သူမကအိမ်ကြီးတဲ့အိမ်ကိုလက်ညှိုးထိုးပြတယ်။ကိုထုံးအကူနီတောက်ဖို့အဲ့ဒီအိမ်ထဲဝင်သွားတော့အိမ်ထဲမှာဟင်းနံမွေးမွေးလေးရနေတယ်။သမင်းစပွဲပေါ်မှာဟင်းတွေခပ်ပြင်ထားပေမဲ့လူတယောက်မှမရှိဘူး။သမင်းပကံထဲကအငွေ့အီဒီကခုလေးတင်ခတ်ထားသလိုတတောင်းတောင်းထနေတော့ကိုထုံးကြောက်စိတ်ဝင်လာပြီးအိမ်ပြင်ကိုဝုန်းကနေပြေးထွက်ခဲ့တယ်။အိမ်ပြင်ရောက်တော့ရွာလမ်းမထက်မှာရွာသားတွေအများကြီးကိုတွေ့လိုက်ရတယ်။အားလုံးကကောင်းကုန်ထားကြပြီးလက်ထဲမှာနာရေးသုံးဖျောင်းတိုင်အဖြူရောင်တွေကိုကင်ထားကြတယ်။ဒီမှာခမည်းတော်ဘာလို့နေကြတာလဲလို့ကိုထုံးကအော်မေးလိုက်ပြီးမြဲဘသူမှမောက်မကြည့်ကြဘူး။ထိုချိန်မှာပဲခုနကအမျိုးသမီးကလူအုပ်ချားတွေကနေထွက်လာပြီးကိုထုံးကိုမှန်တစ်ချက်ကမ်းပေးတယ်။ကိုထုံးမှန်သေးကိုကြည့်လိုက်တဲ့အခါသူ့နောက်ကျောမှာဘာမှမရှိတဲ့လေဟာနဲ့ကိုပဲမြင်ရတယ်။ဒါပေမဲ့သူ့မျက်စိရှေ့မှာတော့ရွာသားတွေဟာသူ့ကိုဝိုင်းချနေကြပြီ။အားလုံးရဲ့မျက်နှာတွေကကိုထုံးနဲ့တပုံစံကျဲဖြစ်နေတာကိုတွေးလိုက်ချိန်မှာကိုထုံးရဲ့အသိစိတ်တွေလွတ်ထွက်သွားခဲ့တယ်။နောက်တနေ့မနက်မှာခရီးသည်တယောက်ရွာအဝင်ကိုရောက်လာတယ်။ရွာအဝင်ဆိုင်ပုံအောင်မှာလူတယောက်ကြောပေးပြီးထိုင်နေတယ်။အကိုဒါပဲရွာလဲဗျ။အဲ့ဒီလူကပြန်မဖြစ်ပဲရွာသေးကိုလက်ညှိုးညွန်ပြော့လိုက်တယ်။အဲ့ဒီလက်ညှိုးမှာကိုထုံးဝတ်ထားလိရှိတဲ့လက်ဆွတ်လေးကပြောင်လက်နေလေရဲ့။ဆက်လိုင်းကဒီမာတင်ပြီးသွားပေမဲ့ကိုထုံးဟာတကယ်ပဲတေးသွားတာလားဒါမှမဟုတ်အဲ့ဒီရွာကအချိန်အပိုင်ချားတစ်ခုထဲမှာပိတ်မိနေတာလားဆိုတာဘယ်သူမှမသိနိုင်တော့ပါဘူး။